ဟုတ်ကဲ့မင်္ဂလာပါမလေးစကားပြောကြမယ့်အစီအစဉ်ကပြန်လေကြိုဆိုပါရစေဟုတ်ကဲ့ဒီကနေ့ကျွန်တော်မိတ်ဆွေတို့ကိုတင်ပြပေးမယ့်အကြောင်းအရာလေးကတော့မလေးလူနှုတ်ဆက်စကားများပြောဆိုခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့သင်ခန်းစာလေးမစတင်ခင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးဖို့မြစ်တာရက်ခံလိုပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့တင်ဆက်သူ blogger ကိုတို့ဖြစ်ပါတယ်ဟုတ်ကဲ့မလေးလို့ပထမဆုံးကျွန်တော်နှုတ်ဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်လို hello ဆိုတဲ့စကားလုံးလေးနဲ့သုံးလိရှိပါတယ်သူစကားလုံးပေါင်းလေးကတော့ HELO hello ပါဟုတ်ကဲ့ hello ကတော့ကျွန်တော်ပုံမှန်နှုတ်ဆက်နေကြစကားလေးပါဟုတ်ကဲ့ hello ဆုမွာ hello ဆုမွာ hello ဆိုတာကတော့မင်္ဂလာပါဆုမွာဆိုတာကတော့အားလုံးကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့မလေးလို့ hello ဆုမွာ hello ဆုမွာဟုတ်ကဲ့အားလုံးမင်္ဂလာပါလို့နှုတ်ဆက်တာဖြစ်ပါတယ်ဆက်ပြီးတော့ပြောပြမယ့်အကြောင်းအရာလေးကတော့ဆလာမတ်ဖြစ်ပါတယ်ဟုတ်ကဲ့မလေးလိုဆလာမတ်ဆိုတာကတော့ဘေးကင်းတော်လို့အဓိပ္ပာယ်တက်ရောက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အလွယ်ဘာသာပြန်ရင်တော့ကျွန်တော်တို့ကောင်းတော်လို့ဘာသာပြန်ပါတယ်အဲ့လိုဆလာမတ်ဆိုတာကတော့ကျွန်တော်တို့ပုံမှန်မလေးမှာပြောတဲ့စကားလေးပါနှုတ်ဆက်တဲ့နေရာမှာသုံးတဲ့စကားလေးဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်မြန်မာပြည်မှာမင်္ဂလာပါလို့နှုတ်ဆက်တယ်လို့ပါပဲဟုတ်ကဲ့ထိုင်းနေမှာဆာဝါရီကတ်လို့နှုတ်ဆက်တယ်လို့သူတို့မှလည်းယဉ်ကျေးမှုရဆလာမတ်ဆိုတာလေးကိုအရှိကထားပြီးတော့နှုတ်ဆက်လေးရှိပါတယ်ဟုတ်ကဲ့အဲ့ဆလာမတ်ဆိုတာလေးနဲ့ကျွန်တော်တို့ကအချိန်လေးတွေတွဲပြီးတော့ပြောမယ်ဆိုလို့ရှိရင်နှုတ်ဆက်တဲ့စကားအချိန်ပိုင်းလေးတွေဖြစ်သွားပါလိမ့်မယ်ဥပမာအနေနဲ့ကျွန်တော်ပါဂီလေးနဲ့တွဲပြပါမယ်ဆလာမတ်ပါဂီဆလာမတ်ပါဂီဟုတ်ကဲ့ညီမတို့ဘာပြောတာလဲဆိုတော့မလေးလူဆလာမတ်ဆိုတာကတော့အတိတ်ပဲအတိအကျပြန်ရင်တော့ဘေးကင်းတော်လို့အတိတ်ပဲတက်ရောက်ပါတယ်ဒါပေမဲ့ကျွန်တော်အလွယ်ကတော့ကောင်းတော်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါဂီကတော့မနက်ကိုပြောတာဖြစ်ပါတယ်ဆလာမတ်ပါဂီဆိုတော့ကောင်းတော်မနက်ခင်းပါလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့မိတ်ဆွေကအဲ့ဒီနေရာမှာကျွန်တော်တို့နေ့လေခင်းပါလို့ပြောချင်တယ်ဆိုရင်တော့တိတ်ပြဿနာမရှိပါဘူးပါဂီနေရာမှာကျွန်တော်တန်ကာဟာရီကိုပြောင်းပြီးတော့ပြောလို့ရပါတယ်အဲ့လိုပဲကျွန်တော်တို့ပတ်တန်းဆိုတဲ့နေခင်းကျွန်တော်တို့ညနေခင်းမာလန်းဆိုတဲ့ညခင်းဆိုပြီးတော့ပြောင်းလဲပြီးတော့ပြောသွားရင်ရပါတယ်ဒါပေမဲ့ကျွန်တော်တခုချင်းဒီပြန်လဲရှင်းပြပေးပါမယ်ခင်ဗျဟုတ်ကဲ့နောက်တဲ့ဆလာမတ်တန်ကာဟာရီဆလာမတ်တန်ကာဟာရီဆိုတာဘာကိုပြောရလဲဆိုတော့ဆလာမတ်ဆိုတာကတော့ကောင်းတော့တန်ကာဟာရီကတန်ကာဆိုတာလေးကကျွန်တော်အင်္ဂလိပ်လို midday လို့ပြောတာပါဟုတ်ကဲ့ဂျားကာလာကိုပြောတာဖြစ်ပါတယ်ဟာရီဆိုတာကတော့နေ့ရက်ပါတန်ကာဟာရီဆိုတော့နေ့တစ်နေ့ရဲ့အလေဆိုတော့နေ့လယ်ကိုပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာတန်ကာလေးကကျွန်တော်တို့ task အနေနဲ့ကျွန်တော်တို့ပြုလုပ်စေကာလဂျားကာလာကိုပြောတဲ့နေရာမှာအသုံးလေးရှိပါတယ်ဒါပေမဲ့ဒီမှာတော့တန်ကာဟာရီဆိုတော့နေ့လယ်ကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ဆလာမတ်တန်ကာဟာရီဆိုရင်ကောင်းတော့နေ့လယ်ပါလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့ဆလာမတ်ပတ်တန်းပါဆလာမတ်ပတ်တန်းဆိုတာလေးကတော့ကျွန်တော်ဘာကိုပြောရလဲဆိုတော့နေကင်းညနေကင်းကိုပြောတာဖြစ်ပါတယ်ဆလာမတ်ပတ်တန်းမလေးလို့ဆလာမတ်ပတ်တန်းကောင်းတော့နေကင်းပါမလေးလို့ဆလာမတ်ပတ်တန်းညီမလို့ကောင်းတော့နေကင်းပါဟုတ်ကဲ့နောက်တစ်ခုကတော့ဆလာမတ်မာလန်ပါဆလာမတ်မာလန်ဆလာမတ်ဆိုတာကောင်းတော့မာလန်ဆိုတာညပါဟုတ်ကဲ့မလေးလို့မာလန်ကညီမလို့ညလို့ပြောတာဖြစ်ပါတယ်ဆလာမတ်မာလန်ဆိုတော့ကောင်းတော့ညပါလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့မလေးလို့ဆလာမတ်မာလန်ညီမလို့ကောင်းတော့ညပါမလေးလို့ဆလာမတ်မာလန်ညီမလို့ကောင်းတော့ညပါဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်ဆလာမတ်ဒါတမ်ပါဟုတ်ကဲ့ဆလာမတ်ဒါတမ်မလေးလို့ဆလာမတ်ဒါတမ်ဘာကိုပြောရလဲဆိုတော့ကျွန်တော်ဆလာမတ်ဆိုတာကတော့ကောင်းတော့ကိုပြောတာဖြစ်ပါတယ်ဒါတမ်ဆိုတာလေးကတော့ရောက်ရှိတာကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ရောက်ရှိတာကိုဆလာမတ်လေးနဲ့ပေါင်းပြီးတော့ပြောတဲ့အခါကျတော့ဆလာမတ်ဒါတမ်လို့ဖြစ်သွားပါတယ်မြန်မာလိုကြိုဆိုပါတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့သူတို့ကတော့ welcome နဲ့တူပါတယ်ဆလာမတ်ဒါတမ်ဆိုတာကတော့ကြိုဆိုပါတယ်လို့ပြောတာဖြစ်ပါတယ်နောက်ထပ်ဆလာမတ်နဲ့တွဲပြီးတော့အများကြီးပြောလို့ရပါသေးတယ်ဟုတ်ကဲ့ဆလာမတ်ဟာရီလာဟီဆလာမတ်ဟာရီလာဟီအဲ့ဒါဘာပြောရလဲဆိုတော့ဆလာမတ်ဆိုတာကတော့ကောင်းတော့ဟာရီလာဟီဆိုတာဟာရီဆိုတာနေ့ရက်ပါလာဟီဆိုတာကတော့ကျွန်တော်မွေးဖွားတာကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့မွေးဖွားတဲ့နေ့ရက်ဆိုတော့ကျွန်တော်မွေးနေ့ကိုပြောတာဖြစ်ပါတယ်အဲ့လိုပဲဆလာမတ်ဟာရီလာဟီဆိုတာကျွန်တော်မွေးနေ့ကိုပြောတာဖြစ်ပါတယ်ပျော်ရွှင်စရာမွေးနေ့လို့ဆုတောင်းပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ဆလာမတ်ဆိုတာစုမုံကောင်းတောင်းတဲ့နေရာမှာလဲသုံးပါတယ်ဟုတ်ကဲ့
Selamat hari lahir ဆိုရင်ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုပါပဲ Selamat baru tahun Selamat baru tahun အဲ့ဒါဘာပြောရလဲဆိုတော့ Selamat ဆိုတာကောင်းတော့ baru ဆိုတာကတော့အသစ်ပါ tahun ဆိုတာကတော့နှစ်ပါဟုတ်ကဲ့ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ Selamat baru tahun Selamat baru tahun အဲ့ဒါကပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်တွေးဆုံတဲ့နေရာမှာပြောလို့ရှိတဲ့စကားလေးရှိပါသေးတယ်ဟုတ်ကဲ့ Saya Gambia jumpat awak Saya Gambia jumpat awak အဲ့ဒါဘာပြောရလဲဆိုတော့ Saya ဆိုတာငါပါ Gambia ဆိုတာဝမ်းသာပါတယ်လို့ပြောတာဖြစ်ပါတယ် jumpat awak ဆိုတာကတော့ကျွန်တော်တို့ jumpat ဆိုတာတွေးဆုံတာ awak ဆိုတာကမင်းပါဟုတ်ကဲ့အဲ့လိုပဲ Saya Gambia jumpat awak ဆိုတော့ငါနဲ့တွေးဆုံရတာဝမ်းသာပါတယ်လို့ပြောတာဖြစ်ပါတယ်အဲ့လိုပဲawa နေရာမှာအန်ဒါလေးနဲ့သုံးလေးရှိပါတယ်ဟုတ်ကဲ့ပြန်ပြောပြပါမယ် Saya Gambia jumpat anda Saya Gambia jumpat anda anda ကဘာပြောရလဲဆိုတော့မင်းကိုပြောတာဖြစ်ပါတယ် awa နဲ့အတူတူပါပဲဟုတ်ကဲ့ကြားမှာခွဲခြားထားခြင်းမရှိတဲ့စကားလုံးတွေပါအာရီပြဘာသာစကားကဆင်းသက်လာတာဖြစ်ပါတယ်ဒီစကားလုံးတွေကအသုံးလို့နေပါတယ်ဟုတ်ကဲ့မိတ်ဆွေတို့မှတ်ထားလို့ရပါတယ်ဟုတ်ကဲ့Saya Gambia jumpat awak Saya Gambia jumpat anda နှစ်မျိုးလုံးသုံးလို့ရပါတယ်ငါမင်းကိုတွေ့တာဝမ်းသာပါတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်ပြောတာလေးရှိပါသေးတယ်ဟုတ်ကဲ့မလေးလို့အပါခပါအဲ့ဒါဘာပြောရလဲဆိုနေကောင်းလားလို့မေးတာဖြစ်ပါတယ်မလေးလို့အပါခပါညီမလို့နေကောင်းလားဟုတ်ကဲ့အဲ့ဒီနေရာမှာကျွန်တော်ပြန်ဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်ကောင်းတယ်လို့ကျွန်တော်ပြန်ဖြည့်ခြင်းဆိုခပါဘိုက်ဖြည့်လို့ရပါတယ်ခါဘာဘိုက်ဆိုတာခါဘာဘိုက်ကကောင်းတာကိုပြောတာဖြစ်ပါတယ်ခါဘာဘိုက်ဆိုတော့နေကောင်းတယ်အခြေအနေကောင်းတယ်ဒီလိုပြောတာဖြစ်ပါတယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့မိတ်ဆွေကဘိုက်ဆိုတဲ့တလုံးနဲ့လည်းဖြီလို့ရပါတယ်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ကတကယ်လို့နေမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ပြန်ဖြီလို့ရတာလေးရှိပါတယ်ဟုတ်ကဲ့အရှိကနေတော့ TAK လေးပေါင်းပြီးတော့ဖြီရမှာပါဖြစ်ပါတယ်ဟုတ်ကဲ့ TAK ပေါင်းပြီးတော့ဒါဘိုက်ဆိုတာကောင်းတယ် TAK ကတော့တီးတဲ့ရဲ့အတူကောက်ပါဟုတ်ကဲ့ဒါပိုက်ဆိုရင်မကောင်းဘူးပြောတာဖြစ်ပါတယ်ဒါပိုက်ဆိုမကောင်းဘူးဒါ CF ဆိုတာကျမ်းပါတယ်ဒါ CF ဆိုရင်မကျမ်းပါဘူးဟုတ်ကဲ့အဲ့လိုဖြည့်ပြီးရဲ့နောက်မှာကျွန်တော်တို့ဟုတ်ကဲ့ကျေးဇူးတင်တယ်လို့ပြောလို့ရပါတယ်အဲ့ဒါကိုမလေးလို့တရမကာစီအဲ့လိုပြောလို့ရပါတယ်မလေးလို့တရမကာစီဆိုတာညီမလို့ကျေးဇူးတင်တယ်လို့ပြောတာဖြစ်ပါတယ်မလေးလို့တရမကာစီညီမလို့ကျေးဇူးတင်တယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးတရမကာစီလို့ပြောတဲ့အချိန်မှာကျွန်တော်ပြန်လေတုတ်ပြန်လို့ရတဲ့စကားလေးတွေရှိပါတယ်ဟုတ်ကဲ့မလေးလို့စမမလေးလို့စမအဲ့ဒါဘာပြောရလဲဆိုညီမလို့ထပ်တူပါပဲလို့ပြောတာဖြစ်ပါတယ်စမဆိုတာကတူတာကိုပြောတာဖြစ်ပါတယ်တူတာကိုစမလို့သုံးပါတယ်ဒါပေမဲ့ဒီမှာစမဆိုတော့ထပ်တူပါပဲလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမလိုပါဘူးရပါတယ်လို့ပြောခြင်းနဲ့ဆိုရင်တော့ဒါပေးရ TAK လေးနဲ့ပေးရလေးနဲ့ပေါင်းထားတာဖြစ်ပါတယ်နှလုံးပေါင်းပြီးတော့အတန်ကိုတစ်ပြိုင်နက်ထွက်အောင်မှာဖြစ်ပါတယ်ဒါပေးရဆိုရင်မလိုပါဘူးရပါတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးပြောပြီးတဲ့ခါကျရင်ကျွန်တော်တို့နှုတ်ဆက်ထွက်ခွာတဲ့အချိန်မှာနှုတ်ဆက်တဲ့စကားလေးတွေရှိပါတယ်တကယ်လို့ကျွန်တော်တို့နှုတ်ဆက်ထွက်ခွာမယ်ဆိုလို့ရှိရင် Selamat tinggal လို့ပြောပါတယ် Selamat tinggal မလေးလို့ Selamat tinggal ဟုတ်ကဲ့ Selamat tinggal ဆိုတာကတော့ကောင်းသွားပါကောင်းထွက်ခွာပါလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ tinggal ကထွက်ခွာသည်လို့အဲ့နေရာမှာသုံးပါတယ်ဟုတ်ကဲ့အင်္ဂလိပ်လိုကတော့ goodbye လို့ပြောတာဖြစ်ပါတယ်မြန်မာလိုကတော့နှုတ်ဆက်ပါတယ်ကောင်းသွားပါလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်ပြောပြီးတော့ဆူတောင်းပြီးလို့ရတဲ့စကားလေးတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ကျွန်တော်တို့ Semoga berjaya မလေးလို့ Semoga berjaya မြန်မာလိုကြတော့ Semoga ဆိုတာကတော့မျှော်လင့်တာကိုပြောတာဖြစ်ပါတယ်berjaya ကတော့အောင်မြင်ပါစေအောင်မြင်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့အောင်မြင်ပါစေလို့မျှော်လင့်နေဒါမှမဟုတ်အောင်မြင်ပါစေလို့ဆူတောင်းပေးတယ်လို့ပြောတာဖြစ်ပါတယ် Semoga berjaya လို့ပြောလို့ရပါတယ် Semoga berjaya ဆိုတာကတော့အောင်မြင်ပါစေလို့ဆူတောင်းပေးတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်နှုတ်ဆက်လို့ရတဲ့စကားလေးတစ်ခုရှိပါသေးတယ် Jumpa lagi ဆိုတာတွေ့ဆုံသည်လို့ပြောတာဖြစ်ပါတယ် lucky ဆိုတာကတော့နောက်ထပ်ပါ Jumpa lagi ဆိုတာကတော့ see you again နဲ့တူပါတယ် see you again
ထပ်ပြီးတော့စုံကျင်သေးတယ်ထပ်စုံမယ်လို့ပြောတာဆိုရင် jumpa lagi jumpa lagi အဲ့လိုမျိုးပဲပြောလို့ရပါတယ် jumpa lagi နေရာမှာကျွန်တော်နောက်ထပ်အစားထိုးပြီးတော့ esut ဆိုတဲ့မနှက်ပြန်ဆိုတာလေးအစားထိုးလိုက်မယ်ဆိုလို့ရှိရင် jumpa esut jumpa esut မနှက်ပြန်ထပ်တွေ့မယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ပြန်တော့အခုဆိုလို့ရှိရင်ကျွန်တော်နှုတ်ဆက်တဲ့နေရာမှာသုံးတဲ့အသုံးနှုန်းလေးများကိုစုံလင်တင်ပြပြီးသွားပါပြီဟုတ်ကဲ့မိတ်ဆွေတို့လည်းအောင်မြင်ပါစေလို့ကျွန်တော်ဇာဏပြုလိုပါတယ်စူမာစမူကာပဂျာယာလို့ကျွန်တော်ပြောချင်ပါတယ်စူမာစမူကာပဂျာယာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့သင်ခန်းစာလေးကိုအဆုံးထိလေ့လာပြီးလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုသစ်လေးများကိုကြည့်ရှုနိုင်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးပို့မြတ်တာရက်ခံလုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်